Messi, encara 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 Messi. Lawan cara atas sudire te chale show. God have mercy upon us. Temu philo behi teo show ni de. Era u pian thai pian pian mulu lama tiu ye yashi teo tanna chain ha. Alo me me la channel channel ka ni video pian le chu so lai ba de video ro hata ni ne be chi bi pho channel myat ta yak khan ba de. Ti ke ni channel ro ji me ka ro ni thu nai ye galesa so de ka lai be phit ba de. ဇက်လိုင်းအစားမှာနေထူးနိုင်ရလူမိုက်ပြဘယ်လောက်ဒီမိုက်လဲဆိုရင်ရွှေဆိုင်ထဲကိုပလိုင်းဝင်ပြီးတော့မှရွှေဝဲပြီးတော့လက်ထိုင်းမှာဒီတိုင်းကစားရင်းနဲ့ထွက်သွားတယ်အရှိမဓမြနဲ့ရုပ်ကိုကြည့်လဲလက်နဲ့မလို့ဓမြမတိတာလူမိုက်ရဲ့အဲ့ဒါကိုအုံနောက်ထဲမထည့်ဘူးသူကသူလက်ထဲမှာကစားရင်းနဲ့ထွက်သွားတယ်အဲ့မှာဓမြလိုက်ပြီးလေဓမြလည်းတကယ်ဓမြပဲဆိုင်ထဲမှာဆိုင်ရှင်တယောက်ပဲရှိတာကိုသွားပြီးတော့မှဓမြတိုက်စမ်းပါကွာမင်းတို့ပြနိုင်နဲ့ထမ်းလို့ရတယ်အဲ့ဒါကိုလူမိုက်စီကဆွဲကြိုးလေးတစ်ခုလိုက်နေ God have mercy upon us. Mama တကပွင့်တော့လူဆိုကြီးရောက်နေတယ်လူဆိုကြီးအချင်းချိုးနဲ့မမကိုပြစ်လိုက်တော့မမရက်ပြီးတော့ဒီတိုင်းကြည့်အေးရှောင်းစမ်းမမရှောင်းလို့ရတဲ့ဟာကြီးကိုပထမတစ်ခေါက်ပြစ်တော့ကျိုးကြီးအနောက်ဘက်မှာရောက်သွားပြီလဲပြီးမှဘာမှမရှိဘူးအဲ့တော့ကင်မရာနောက်တစ်ခေါက်လဲပြတော့လဲပြီးမှဓာကြီးပေါ်လာနေကြီးမယုံပြီးတော့ထွက်ပြေးရင်မသေးမှဆိုလို့ငငီးလေးရက်ပြီးတော့မှအသေးခံလိုက်မမဒီအစိမ်းရောင်ဖျားပေါ်မှာရှော်နေတာဟုတ်တယ်ဒါပေမဲ့ခဏနေဘေးလေးရောက်လာတော့လောင်ရဟူအပေါ်ဂရင်နောက်မှာရောက်သွားတယ်လောင်ရရွှေတွေတော့စာပြာမကိုတနေ့ကလည်းအရိုက်ခံပြီးပါပြီအခုဒီဆောင်မှမရှိသေးဘူးကြီးပါအောင်မတင်သူတို့ကပဲရိုက်မဲ့ပုံစံကြီးနဲ့အဲ့မှာဘေးရဂျွန်းထိုးပြီးတော့လာနေတာသူတို့ရက်နေတဲ့ဒေါင်းနေဆိုရင်ကွက်တီးပဲကွအဲ့မှာရောက်ရင်စောင်းကန်ပလိုက်ဘာလို့တယ်မလဲဒါဘာလို့တာလဲ Encara Messi, 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 encara Messi. ခုနကကြတော့ဟုတ်တယ်လို့နဲ့အခုကျမှဘောလုံးကန်တဲ့ကောင်ကကန်ဆက်ချရမှာလားထွက်ပြေးရမှာလားဒစ်လေတဲ့ကောင်ကဒစ်လေနောက်ဆုံးနှကောင်သားတောင်းမှပြီးတော့ထွက်လာလိုက်ဘူးဘဲကန်လိုက်တာပခုံးကိုနားသွားတာခါတော်တော်မိုင်းရများတဲ့လူမိုက်ပဲဟိုကောင်က sorry ပြောနေတာကို3ချက်လောက်ကြည့်ပြီးမှဘရတော့ပေးလိုက်ခေါ်တော့တခါဖီတနာပါတယ်ပါဇက်ကတာပြောမထွက်တာမျက်နှာမှာပေါ်နေတယ် Come colo me elo လူတက်မှုဖြစ်လို့ဘေးတယောက်ရှောနေတယ်အဲ့ဒါကိုပြန်ထိုင်းပြန်ပြင်းမလို့လည်းမသိဘူးရဲအရာရှိတယောက်ကတနက်ချိန်ထားတယ်အရေမင်းတို့တနက်ကြီးဖဲစမ်းပါတနာပါတယ်မသားကြီးကနှခါသေးတော့မှသူတို့တနက်ကြီးကြောင်းနေရလို့ရဲအရာရှိတွေစစ်ဆေးမှုတွေလုပ်နေတာဟိုနှစ်ယောက်ကဘာလဲအမွေရလေးကိုတစ်ချက်လောက်ကြီးပါအောင်တခုလိုလိုဂျပိုးလိုလိုကျွန်တော်တော့ရေးဖြစ်ပြီးတော့အမှရှိမယ်ဆိုရင်သူတို့နှစ်ယောက်ကိုပဲကောက်ပြီးတော့ဆွဲတယ်ပလိုက်မှာလေဘင်းကိုကျိုးနဲ့ချီထားတာကိုချောင်းနေသေးတာအသက်ရှူလို့ရနေတဲ့ဟာကြီးကိုဇုတ်ပဲနောက်ဆိုပြီးတော့မှအသက်ရှူကြအောင်လုပ် No, 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 no. လူပဲရှောပါပြီမတာပေါ်ပါပြီအလောင်းကကြတော့အသက်ရှူသေးတယ်တခြားလေးရှော God have mercy upon us. စာပြမောအဲ့မစီအိုင်နေထူနိုင်ရပြင်းလို့ဆိုပြီးတော့အပြင်ပြေ3ယောက်တယောက်တထိုးလူက3ယောက်ရှိတယ်တယောက်တလဲစီသွားပြီးတော့အထူခံနေကြတယ်ဓကောင်မောက်တော့နောက်တစ်ကောင်ထားပြီးတော့သွားတယ်နောက်တစ်ကောင်မောက်တော့နောက်တစ်ကောင်ထားပြီးတော့သွားတယ်နောက်တစ်ကောင်လည်းမောက်တော့နောက်တစ်ကောင်ထားပြီးတော့သွားတယ်အဲ့ဒီ3ယောက်တစ်ခါတည်းဝိုင်းထွင်တေးဝါမှာဆိုလို့လား Good question You are a good question နောက်တနေ့စီအိုင်ရဲ့ jogging သွားနေတဲ့အချိန်မှာသူ့ရဲ့တပည့်လေးယောက်လာပြီးတော့မှသူတနက်ထောက်ပြီးတော့လာကြိုစီအိုင်မော်နေမှာဆိုလို့လူစုကြီးကစီအိုင်ရဲ့လွယ်ကြီးကိုတီးတန်းထားပေးတယ်တနက်ချိန်တိုင်းရတော်စမ်းပါကွာမင်းတို့လက်တော်မညောင်းဘူးလားပြီးချိန်ပြစ်တာလည်းမဟုတ်ဘူးအဲ့မှာလူမိုက်ဆရာကြီးကိုအပေါ်ခဝိုင်းပင်မနေမှာဆိုလို့လူစုကောင်းဆောင်ကိုတိုင်ရအောက်ကိုဆင်းလာပြီးတော့မှဆရာကြီးလာတွေ့အဲ့မှာလူမိုက်ဆရာကြီးရရှေးကျွန်းတစ်ကွက်လောက်ခုတ်ပြအဲ့မှာမင်းပဲတက်တာလားငါလည်းတက်တဲ့ဟာဆိုပြီးတော့မှထီတောင်မထီဘူးသူလည်းနောက်ကျွန်းတစ်ချက်လောက်ခုတ်ပြတနက်တယောက်တည်းလက်ကင်ပြီးတော့မှမပြစ်ဘဲနဲ့ဆရာကြီးပိတ်ကံမှာကိုရက်ဆောင်တယ်တညလုံးဇက်ကရိုက်တယ်လားမသိပါဘူးဟိုကောင်ကအားလုံးခဏလောက်အိပ်ပျော်လူမကြီးကတခါကြီးကိုပိတ်ကံဘလို့တခါကြီးလေဟာဘာနဲ့မှမခတ်ထားဘူးခုနရှိတော့မှကြတော့မပြစ်ဘူးအခုထွက်သွားမှလာပြီးတော့ပြစ်ပြတယ်ဘေးရချုံတူပြီးတော့မှမိမွေပြီးတော့မိလုံရင်းနဲ့မှတညလုံးအိတ်မနဲ့ကြတော့ထနေပါအောင်တညလုံးမိလုံထားတာပြမုံကတလောက်ပဲရှိတာလားပြမုံကြီးကဝတ်ထားတဲ့ကောင်ကိုဘေးရဒူးနဲ့ပိတ်ကန်လိုက်တာနားတယ်ဖြည်းလို့နောက်တစ်ယောက်လည်းအဲ့လိုပဲတစ်ချက်ထိုးတယ်နားတယ်ထက်တစ်ချက်ထိုးတယ်ထက်နားတယ်အသားလေးကင်ပေါက်လိုက်တာသူ့ဆရာမမောင်မချင်းပြန်မထလာတော့တနတ်တွေနဲ့လူစုတွေကိုလာပြီးတော့မှချမ်းနေတာဆရာကြီးကခုနကကြီးကတွေကိုလိုက်နေတာဟုတ်သေးတယ်အခုဟာကြီးကမျက်နှာလာပြီးတော့အုပ်ပြန်နေအရေဆရာမျက်နှာမမမီတာတော့ဟုတ်ပါပြီဖင်းကောင်းတဲ့ကြီးဝင်သွားရင်ဘယ်လိုလုပ်မလဲဆရာကြီးတို့ဆရာကြီးပဲယူထားတဲ့အကာအကွယ်ကြီးကြောက်ဆရာကြီးကွာ This is the end.
ဘေးရတဲ့နဲ့ထူလိုက်လို့ရှော့သွားတာလက်ကပလက်လန်ပြီးတော့လက်အောက်ချပြီးတော့ရှောနေတာဟုတ်တယ်နောက်တစ်ခေါက်လည်းပြတော့လက်တစ်ဖက်ရင်းမဲ့ပေါ်ထားပြီးတော့မှတနက်လည်းအပေါ်မြောက်ထားတဲ့အနီးကထက်ကြီးမသားအသက်ရှိုးမှလည်းမသိတော့အဲ့တော့မကြည့်တော့ထားလိုက်အရေဆရာကြီးမင်းတို့မုံလို့ဝေးနေတာမဟုတ်ဘူးဘုံပြစ်နေတာထွက်ပြေးကြလိဘာရက်ဆောင်နေကြတာလဲ